မင်္ဂလာပါဒီနေ့တော့ arrival ကဖြည့်ပုံလေးပေါ့နော်ထိုင်းနိုင်ငံကိုလာမယ်ဆိုရင် arrival ကဖြည့်ရတယ်ပေါ့ဖြည့်ရတဲ့အား online ကနေကြိုတင်ပြီးတော့ဖြည့်ရတယ်အရင်တော့စာရွက်လေးနဲ့ဖြည့်ရဒီဘက်ကမှာသူ့နိုင်ငံလူဝင်ထွက်များတော့အဓိကပြန်တော့မြန်မာနိုင်ငံသားတွေဝင်ထွက်များတော့သူကစစ်တမ်းကောက်တဲ့သဘောပါအရင်တော့ကိုဗစ်နောက်ပိုင်းတရားဝင်ဖြည့်ရပေါ့ကိုကတော့နည်းပညာ software တွေတီထွင်နေတဲ့အတွက် software ကနေပြီးကြိုတင်ပြီးတော့ဖြည့်လိုက်တာပေါ့နော်ထိုင်းနိုင်ငံကိုရောက်လာတဲ့လူတွေက arrival ကဖြည့်ရမယ်ပေါ့ပြီးတော့ထိုင်းနိုင်ငံမှာနေတဲ့ရက်ပေါင်း30ကျော်ပြီးသွားရင်တဲ့ဒီစက်ရ immigration မှာပဲအဲ့90 day ပြန်ပြရမယ်ထိုင်းနိုင်ငံကိုလာရင်သူကဝက်ပါမရှိရမှာပဲတဲ့ဝက်ပါမရှိရင်အလုပ်လုပ်လို့မရဘူးပေါ့ foreigner တဲ့ require to submit their right back ဒီကိုမလာခင်3ရက်လောက်အလိုထိုင်းနိုင်ငံကိုမလာရင်3ရက်လောက်အလိုမှာပေါ့နော် right back ကိုဖြည့်ထားရမယ်တဲ့သူကြရင်ထွက်ခါနေမှလင်းပေါ်မှာဖြည့်လဲရအောင်နော်ဒီခါလေသူတို့ရဲ့စစ်တမ်းမှာသူတို့ပေါ်နေရပါကိုယ့်ရဲ့ passport ရိုက်ထည့်တယ်နဲ့ဒီရဲ့ကိုယ့်ရဲ့အချက်လက် passport မှတ်ပုံနေpassport number တို့ဝေးတက်ကလေးတော့ပေါ်တာပေါ့စင်ကာပူမှာလည်းဒီလိုပါပဲကြိုတင်ဖြည့်ထားရရတယ်သူတို့ယူရောက်မှသူတို့ပေးတဲ့ software နဲ့လည်းဖြည့်လို့ရတယ်နော်ခုဖြည့်မယ်ဆိုရင်ဖုန်းနဲ့ပဲဖြည့်ဖြည့်ကွန်ပျူတာနဲ့ပဲဖြည့်ဖြည့်ဒီလိုလေးပေါ်မှာပေါ့နော်ဖုန်းနဲ့ဆိုတာအပေါ်အောက်ပေါ်တယ်အဲဒါဆို arrival card ကိုနှိပ်လိုက်ရိုင်းပေါ်လာတယ် That's how many name limited name citizen card first name passport number ဒီကတွေကမွေးနေ့တွေအလောက်ကင်နေဗီဇာနံပါတ်တွေဒါကမိန်းကလေးယောက်ျားလေးကိုအစသည်ခွဲပေးတာဒီမှာနိုင်ငံပေါ့နော်ဖုန်းနံပါတ်ဒီခုကတော့နံပါတ်1အစီအစဉ်ရတော့ပါတယ်လေနာမည်ရေးထည့်အောင်ဥပစုပဲစသည်ပေါ့လေမတ်ပစုပေါ့ဒေါ်ပစုပေါ့ရေးပေါ့ဖုန်းနဲ့ရေးလည်းရတယ်နော်ဒီ copy ကူးပြီးတော့ထည့်လိုက်ပေါ့နာမည်ကတော့မြန်မာတွေမှာတော့ passport တွေမှတ်ပုံတွေမှာတော့ first name last name တွေမရှိဘူးလေနာမည်တစ်မျိုးပဲသုံးတာတစ်မျိုးလုံးသုံးခုလုံးဒီနာမည်ပဲထည့်လိုက်တော့အဲ့တော့ passport number amen 355နဲ့35 citizen နဲ့ citizen ဆိုတော့မြန်မာပေါ့citizen nationality နဲ့ nationality ကပါ
Mexico မလီမလာကစီMexican မြန်မာ MMR ပေါ့မြန်မာတော်ရှားပါတယ်တော်ရှားပါတယ် first name family name နဲ့ middle name first name เนาะနာမည်ပေါ့ဥပဒုတော်ပစုမတ်ပစုပေါ့စသည်အခုနာမည်သုံးခုလုံးရေးထည့်လိုက်ဒီနာမည်ပဲပေါ့ပြီးရတယ် passport number နိုင်ငံရွေးမယ်နိုင်ငံရွေးပြီးရတယ်ဒီမှာမွေးသက်ကရစ်ဟုတ်မှဆိုရင်လူလေးပုံမယ်နော်မွေးသက်ကရစ်ကဘယ်လောက်လဲ99လား198084လဘယ်နှလပိုင်းလဲဇန်နဝါရီဇန်နဝါရီ10ရက်နော်ဒီမှာနော်ဒီကောင်နှစ်ဒီကောင်လဒီမှာ date ဘယ်နှစ်ရက်နော်10ရက်ဖုံးမာတယ်လို့ပေါ့မယ်နော် date of birth ဆိုရင်မွေးသက်ကရစ်ကိုယ့်ရဲ့မွေးနေ့မွေးရက်အင်္ဂလိပ်လိုနော်ဘာမီလို့မရဘူးနော်လောက်ကိုင်းနဲ့လောက်ကိုင်းပါနော်ပွဲစားဟုတ်မယ်အေဂျင့်ပေါ့နော်အဲဆိုမင်္ဂလေးယောက်ျားလေးရွေးပေးပေါ့နော်ပြီးတာနဲ့ passport number တဲ့ passport number ကခတ်ပါဘူး passport number ကသူတို့တုံးထုပေးတဲ့နေရာလေးမှာရှိရပါတော့ visa number အဲ့နေရာလေးမှာရှိပါတယ်ထိုင်ငံပေါ့နော် receipt ထိုင်ငံနိုင်ငံကြည့်ပြလိုက်ပြီးရင်ဒီဘက်ကဖုန်းနံပါတ်08 0814 31 7835ဖရနှခုံစီအယုတ်တရားပေါ့နော်ဒီမှာဗီဇာနံပါတ်လေးထည့်ပေးအောင်
ဒီမှာကဝိတက်ကရလငွေရက်ပေါ့နော်လို့ထည့်ရမှာဖြစ်ပါတယ်ပြီးရတယ်ဒီမှာပတ်စပို့နံပါတ်ပေါ့နော်ပတ်စပို့နံပါတ်ကတော့တုံးထုပြီးတဲ့တုံးထုပြီးတဲ့စာမျက်နှာလေးတွေမှာရှိတယ်ပေါ့ဒီမှာကြာကြီးဟိုဟာတစ်နှစ်ဝမ်းကြီးရနေတဲ့လူတွေဆိုရင်ဒါပေမဲ့အတုံးလေးပုံမှာရှိပါတယ်အတုံးလုံးမှာပတ်စပို့နံပါတ်ပေါ့ရိုက်ပြီးလိုက်အဲဆိုရင်ဒီကဘလောက်ဆို2 5 8နှစ်50နှစ်8နှစ်50နေနဲ့8နှစ်50နှစ်လက်လက်တွေကနာမည်ရေးမယ်ပတ်စပို့နာမည်ရေးမယ်ပြီးတော့မိခင်နိုင်ငံပေါ့နော်မိခင်နိုင်ငံမြန်မာလို့ရေးရမယ်မိခင်နိုင်ငံမှာပတ်စပို့နံပါတ်ရေးရပါမယ်ပြီးတော့ဝိတက်ကရဝိတဖခင်ဝိတမိခင်ကျေးဇူးရှင်မွေးခဲ့သောမွေးနေ့မွေးရက်မွေးလပြီးတော့အလုတ်အကိုင်ကျောင်းသားဆိုကျောင်းသားခီးသွားဆိုခီးသွားပေါ့နော်မျိုးစားယောက်ျားလေးလားမိန်းကလေးလားပြီးရင် passport number ကိုသွားလည်မဲ့နိုင်ငံကင်တန် or ထိုင်းလန်နော်ထိုင်းလန်မဟုတ်တော့ကင်တန် or ထိုင်းလန်ပြီးရတဲ့ကိုနေထိုင်မဲ့မြို့နယ်ပြည်နယ် state နော်ပြည်နယ်နော်ပြည်နယ်တိုင်းနိုင်ငံမဟုတ်ပြည်နယ်ပြောတာနော်ပြည်နယ်ပါတဲ့ပြီးတော့ဖုန်းနံပါတ်အကုန်လုံးဖြည့်ပြီးသွားပြီဆိုရင်တခြားလေးစစ်ပေါ့နော်ဆရာလေးစစ်ရမယ်တော့မှားလို့မရမှားရတယ်သူက immigration ရစ်ဒီဟာကိုဖြည့်ထားတာမှားလို့ရှိရင် immigration ကနေတော့ဒီလိုရစ်တော့ဒါလေးဖြည့်ရမှားရလားဆိုပြီးတော့အချိန်ကြရင်ဟိုဟိုဟာတွေပေါ့ပတ်စံတွေပါလာဘယ်သွားမှလဲမလုပ်မှလဲဘာလာလုပ်တာလဲဘယ်တော့ပြန်မှလဲဘယ်နည်းနေမှလဲပေါ့နော်စသည်အဲ့ဒါတွေမေးမှာဟိုကမဖြစ်တဲ့တကူဆိုရင်တော့ပြန်လွတ်ခံရတယ်ဖြစ်တဲ့နော်အဲဆိုတော့ဒါလေးကိုတေချာဖြစ်နာမည်တွေပတ်စပို့နာမည်တွေဖြစ်မွေးသားတွေဖြစ်နော်နေမဲ့ရက်ကွက်မြို့နယ်ခရိုင်စတိတ်ကိုဖြစ်ရမှာပေါ့နော်ပြီးတော့နိုင်ငံကိုဖြစ်ရှောက်ဖြစ်လို့မရအောင်နော်သူကပြင်ဘယ်ရက်ကွက်ဘယ်လမ်းအဲ့လိုမေးသေးတယ်မေးလာရင်ကိုယ်ဖြည့်တတ်ရမှာပေါ့နော်အဲကြောင့်ဒါလေးတွေကတေချာဖြစ်ရမယ်တေချာဖြစ်မှ immigration ကမရက်မှာပေါ့နော်ခြေခံဒီလိုတစ်ခါကျရင်လေနဲ့ပြန်လောက်ခံရရှိရနော်ပြီးရင်ဒီဟာလေးကိုဆက်နေလိုက်မယ်နောက်ဆင့်ကြံလေးများလိုက်တယ်ဒီမှာ arrival information နဲ့များလိုက်တယ်လေနဲ့လာတယ်ပေါ့နော်ကားနဲ့လာတယ်သင်္ဘောနဲ့လာတယ်ရွေးရမှာရွေးရပါမယ်တဲ့ flight number ဒီကော departure information or departure arrival ပေါ့နော်ထွက်သွားရင်လည်းသူကထွက်ခွာတယ်ရေးရတာနော်စကန်ချက်တွေတော့တင်းလာကိုလာမယ့်ရက်ပေါ့နော်လာမယ့်ရက်ကတဲ့23ရက်23လာမယ့်ရက်ကိုသူကနှိပ်ပြီးလိုက်ဒီကကလင်ဒါပုံစံလေးမှာ
ပေါင်းကြရင်ဘယ်ကနေပြီးတော့သူကဟောဖြစ်တယ်မြန်မာပေါ့မြန်မာနေလို့ပြုတ်သွားတယ်ပြောရေးတော့မမှန်းဘူးရှေ့ကနိုင်ငံတို့ကောက်စလုံးနေတယ်တော့ဘောနိုင်ငံတစ်ခုရေးတာရှေ့ကတို့ကောက်စလုံးနေရှောက်ရေးတာမြန်မာပြောင်းကိုရှိမြန်မာနဲ့ပြောင်းကိုရှိမြန်မာပြောင်းနေတယ်တဲ့မြန်မာပြောင်းကိုလာမဲ့ရက်ပေါ့နော်ကိုလာမဲ့ရက်ကတိကျခြင်းတော့နေလက်မှတ်မပြန်ကြည့်ပေါ့မေ23 Friday နေ့မေ23ဟုတ်တယ်ဒီကောင်းညမြန်မာပေါ့မြန်မာရှားတော့မတွေ့ဘူးဆိုရင်ပေါ့အမှဆိုရင် Republic of the Union of Myanmar တဲ့အဲ့လိုချိန်ပေးရခီးတော့ရည်ရွယ်ချက်တဲ့လာခြင်းလို့လာရပြောခီးတော့ရည်ရွယ်ချက်တဲ့ဘာလာလောက်တာလဲအစံပေါ်လို့ convention နဲ့ agreement စသည်ပေါ့လေစီးပွားရေးနဲ့လာတယ် medical ဆေးပြပေါ့ insisted business support meeting နဲ့ holiday တဲ့ meeting လာတယ်ပေါ့နော် education ပေါ့အကြောင်းသားတွေဆိုပညာရေးဆိုင်နဲ့လာတယ်ကိုစီးမဲ့ကိုလာတဲ့ဘာလဲလာတယ်ကောင်းရန်လာလားရေလန်းလာလားပထဝီရလာနော်ကားနဲ့အာကာစလားပထဝီလားပင်လယ်လားသမုဒ္ဒရာပေါ့နော်သမုဒ္ဒရာကလာလားဇင်ယော်လေးနဲ့လာတယ်ပေါ့ transport တဲ့ transport ဘာနဲ့อืม flight နဲ့ transport flight ရဲ့မျိုးစားကုန်နေမျိုးစား etiquette อืม transport board travel ကုန်ဒါပဲရွေးပြလိုက်နော်အာနာကဟိုအထက်ကြီး travel commission flight နော် flight number ရေးမယ် flight number ကဘယ်လောက်လဲဆိုတော့လေယာဉ် number လေယာဉ် number က MAI ဆိုတော့8 8M တော့360ဒီ number တွေကြရင်လေယာဉ်လမ်းဖြတ်တဲ့ number မှာကြည့်အောင်ပေါ့နော် AHR ဆို AHR number ရှိ
ဆိုရင်လေလာရဲဆိုလို့ပြန်ထွက်ခွာမဲ့တိတ်တွေပြန်ရေးပြအောင်နော်ပြန်ထွက်ခွာတိတ်တွေရေးရမယ်ဒီမှာဆိုရင်ဟိုတယ်ပေါ့နော် guest house friend house တငယ်ချင်းရဲ့ရှိမှာပါမတ်ပါမတ်ပါမတ်ရေးပေးလိုက်မယ်ညာလည်းကိုယ့်ရဲ့လိပ်စာပေါ့နော်ကိုယ့်ရဲ့လိပ်စာကိုထည့်ရမယ်ဒီမှာတော့နေထိုင်ရလိပ်စာပေါ့နော်ထိုင်းနိုင်ငံမှာပြည့်ဘယ်နိုင်ထိုင်းနိုင်ငံမှာပေါ့ဘန်ကောက်တခြားမြို့ပေါ့ဘယ်မြို့လဲအဲ့မှာဟိုတယ်မှာလားတဲ့ဟိုစတယ်ပေါ့ပြင်ကဟောက်ဖရက်တငယ်ချင်းပါမတ်တငယ်ချင်းစီတငယ်ချင်းပြရနဲ့ဒီရောက်ကမှပရိုဗင်းပေါ့အဲ့ဒါဆိုရင်ဘန်ကောက်ဆိုဘန်ကောက်ဘယ်မြို့ဆိုဘယ်မြို့ပေါ့နော်ဖရနခုံစီအယုဒ္ဓယဆိုရင်အယုဒ္ဓယယုဒ္ဓယဆိုရင်ဖရနခုံစီအယုဒ္ဓယဒါပြည်နယ်ပေါ့ပြည်နယ်ပြည်နယ်တွေကဘယ်မြို့လဲပေါ့နော်ပြည်နယ်ဝန်နွိုင်းဝန်နွိုင်းပြီးတော့မြို့နယ်ခွဲလေးရှိလမ်ဆိုင်ပေါ့ဆိုင်မြို့နယ်ပြီးရင်သူကကုတ်နံပါတ်ကကိုမြို့နယ်ရွေးတိုင်းမှန်တယ်ကုတ်နံပါတ်ကအော်တိုကျလာတယ်ပေါ့နော်အော်တိုကျလာတယ်ပြီးရင်ဒီအောက်မှာလိပ်စာထည့်ရတော့ပေါ့နော်ကိုယ့်ရဲ့လိပ်စာကဘန်ကောက်ပဲလေပြီးရတယ်ဘန်ကောက်တိုက်ခန်းနဲ့မထည့်အောင်နော်အပါမန်ဖြစ်ဖြစ်ဟိုတယ်ဖြစ်ဖြစ်ငွေချင်းနားပါပဲဖြစ်ဖြစ်ရေးပြီးတော့တယောက်မှမြို့နယ်ဘန်ကောက်စသည်ပေါ့ပတ္တရာဖူးကတ်ချွန်ဘူရီစရာဘူရီမင်းဘူရီမြို့နယ်ခွဲကိုရေးမယ်ဒီမှာမြို့နယ်ခွဲထပ်ရေးမယ်ပြီးတော့မကုတ်နံပါတ်ပေါ့နော်မြို့နယ်မှာကုတ်နံပါတ်တွေရှိတယ်မြန်မာလည်းမြို့နယ်တိုင်းမှာကုတ်နံပါတ်တွေရှိတယ်အတုံးနေကြလို့ပေါ့နော်ပြီးရတယ်ကိုယ့်ရဲ့အိမ်လိပ်စာအတိအကျဒီမှာထည့်ရတော့လမ်းနံပါတ်ဘယ်လောက်ဘယ်လမ်းမှာဘယ်လမ်းဘာတိုက်ပါစသည်ပေါ့နော်မိုဘတ်အိမ်ယာကုမ္ပဏီစက်ရုံထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်လိပ်စာထည့်လိုက်တယ်ပေါ့နော်သူ့ရဲ့နံပါတ်ဒါ89အမင်1ဆိုတာအိမ်နံပါတ်ခြံနံပါတ်ဒါလမ်းမကြီးပုံရုပ်ထီရန်လမ်းမပြရတယ်ကီလိုမီတာဘယ်လောက်အကွာမှာရှိတယ်တဲ့ဒီဟာအဲဆိုရင်ပြည့်စုံတဲ့လောက်ဖြစ်သွားပါပြီနော်နောက်တစ်ဆင့်ကြံသေးတယ်နောက်တစ်ဆင့်ကြံသေးတယ်ဒီကောင်တွေကနောက်တစ်ဆင့်အဲကျမကြီးအတွက်ကြံသေးတာဆိုတော့ထပ်ဖြည့်ရမှာပေါ့နော်
ဒီမှာတော့ကျန်းမာရေးဆိုင်ရာပေါ့ခါကျကိုဗစ်19ဆေးမထိုးရသေးနေပြီးတော့ထိုးအောင်နော်ကျန်းမာရေးကာလဖြစ်တဲ့အတွက်ဘယ်နိုင်ငံမှာနေခဲ့လဲပေါ့နော်ကိုနေခဲ့တဲ့နိုင်ငံတွေကိုဒီမှာဆက်လက်ပေးပေါ့မြန်မာနိုင်ငံမှာနေခဲ့ဆိုမြန်မာပေါ့နောက်တဲ့မြို့ကြီးဆက်ရေးလို့ရတယ်နော် review ကိုနှိပ်လိုက်မယ်ဟောဒါကိုယ့်ရဲ့ချက်လက်ကြာလာပြီနော်ကိုယ့်ရဲ့ချက်လက်တွေကြာလာပြီဒါပေမဲ့ဒါကပြန်ရင် right လေရင်ကိုစီးရမယ်လေရင်ပေါ့နော်ကားဖြစ်ဖြစ်သင်္ဘောဖြစ်ဖြစ်ထွက်ခွာမယ်ရက်ရောက်မယ်ရက်ထွက်ခွာမယ်ရက်တွေပေါ့လေရင်မျိုးစားကုသရောင်းဝင်လေရင်နဲ့ private cargo ကိုယ်ပိုင် airline ဒါတခြားရပါဘူးဒါဆိုရင်လက်ဆက်နေတယ်မယ်ဒါဆိုရင်ဘယ်နိုင်ငံလာတယ်ပေါ့နော်ရေးပြီးတော့လို့ရင်ဒီဘက်မှာ review နှိပ်မယ်ကိုယ့်ရဲ့ချက်လက်တွေကိုပြန်စစ်ဆေးမယ်ပေါ့နော်စစ်ဆေးမယ်ကိုယ့်ရဲ့ချက်လက်တွေကိုပြန်စစ်ဆေးမယ် email ထည့်ပေးတာပေါ့ကိုယ့်ရဲ့ email ထည့်ပေးတဲ့အခါမှာဒီစာကိုသူကပြန်ပို့မှာပေါ့ကိုယ့်ရဲ့ mail ကိုပြန်ပို့တဲ့အခါမှာဒီချက်လက်ကကိုရတော့ကိုရှိရောက်လာမှာကိုဖုန်းနဲ့ရောက်လာချက်လက်ကကိုရှိရောက်လာမှာမယ်ဒီမှာ email ထည့်ပြန်မယ် email ထည့်ပြီးတော့ submit နှိပ်လိုက်တဲ့အခါမှာသူကစာရတစ်ခုပြန်ပို့မှာပေါ့မှတ်တင်ထားပြီးကြောင်းစာရွက်ဒီနေရာကိုကိုယ့်ရဲ့ email ထည့်လိုက်ပါ @gmail.com ဆိုပြီးရတယ်ဒီ submit နှိပ်လိုက်လို့ရင် arrival ကတင်ထားပြီးသားဖြစ်ပါပြီကဲချက်လက်တွေစစ်ဆေးပြီးသွားလို့ရင်ဒါ email ထည့်မယ် email ကိုသူကဒီ private က PDF ဖိုင်ကြီးပြန်ပို့မယ်နော်ပြန်စီကံချက်တွေ I have read the accept the T of the condition နဲ့စီကံတွေဖတ်ပြီးပါပြီပေါ့နော်စီကံတွေဖတ်ပြီးသွားပြီသဘောတွေအကြောင်းလုပ်ပေးလိုက်အဲဒါဆိုရင်ဒီမှာကလစ်ချိတ်ပြီးလိုက်နောက်ဆုံးကလစ်ချိတ်ပြီးမယ်ပြီးရင်ဒီဘက်က submit နှိပ်လိုက်မယ်email မယ် do you confine the email address တဲ့ဒီမှာမှန်လားပေါ့နော်ဒီကိုပြီးမလားဟိုက confirm ပြန်နှိပ်လိုက်သူကဒီကိုပေးထားတဲ့ email မှာတော့ပြန်ပို့ပေး Gmail email တူတူပါပဲ download တဲ့ download ဆွဲမလားတဲ့ download ဆွဲတာလည်းရတယ်သိကြအောင်လို့ download လေးဆွဲလိုက်ပေါ့သူကဟိုမှာ digital arrive get submission successful တဲ့အောင်မြင်သွားပါပြီတဲ့အဲဒါ download ကိုဆွဲထားလိုက်မသိကြအောင် okay ဖြစ်သွားပြီတဲ့ဒီမှာdigital arrive private get number မျိုးတဲ့ဒီမှာ23ရက် passport number name ကိုယ့်ရဲ့နာမည်ပါကြပြီတော့နော်အဲဒါဆိုဆင်ပြေသွားပြီဒီမှာလေ
ဒါမှ download ဖိုင်ပြန်ပေါ်လာ Gmail မှာပို့တယ်ဆိုရင် Gmail မှာသူကပို့ပေးတာပေါ့နော် Immigration Review Orion Thai Policy Thank you using the Thailand နဲ့ Digital Library Guide သုံးခဲ့တဲ့ကျေးဇူးတင်ပါတယ်တဲ့ဒါလေးတို့ကဒီ QR code လေးဖတ်ရင်ကိုယ့်ရဲ့အချက်လက်တွေအကုန်လုံးထွက်လာအောင်ကိုဖြည့်ခဲ့တဲ့ဟာတွေဒီဟာအချက်လက်တွေပုံလေးနဲ့ဖတ်ကြည့်လို့ရပြီပေါ့နော်ကဲထိုင်းနိုင်ငံကိုအလည်လာမဲ့ပုံကိုများ driver ကဖြည့်ပုံဖြည့်နည်းလေးကိုလောက်အလွယ်ကူလိုနဲ့လောက်တော့အောင်ပြပေးခြင်းဖြစ်ပါတယ်ဖုန်းလေးနဲ့လည်းလုပ်လို့ရပါတယ်ဖြည့်ဖြည့်ချင်းလောက်တော့မလုပ်ခင်မှာကိုယ့်ရဲ့အချက်လက်တွေကိုတခြားစုဆောင်းထားပါ passport နံပါတ်တွေရှိမယ်ပြီးရင်လေနံပါတ်တွေရှိမယ်လေနံပါတ်ရှိမယ်လိပ်စာရှိမယ်ကျမကြီးချင်းနေရှိမယ်ပေါ့အဲ့ဒါလေးစုဆောင်းပြီးတော့ဖြည့်ရင်ပိုးမြန်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်